ဒါကတော့ထင်းရှူတော့အပေါ်တက်တက်ချင်းဝင်လာချင်းမှရှိရဲကြောက်ဆောင်တယ်ဒီနေရာတော့နာမည်ဘာမှမပေးထားကြအောင်နဲ့တို့ဆိုဘယ်သူမှလည်းမလဲပတ်ကြအောင်တော်မှတ်တာတော်ဝင်တက်တာဆိုတော့ဘာပေးလိုက်ရမလဲနာမည်လေးကိုစဉ်းစားပြီးပါနေရာတော့ဒါအလှရတယ်နော်အိုးအရင်လာတယ်ကြည့်ပါ view ကိုကြည့်ပါ Oh my god ရန်လာနော်တောင်ပေါ်ထိပ်ကြီးတော့မတက်လိုက်တော့ဒီနားလောက်ထိပဲတက်လိုက်တော့ဆိုတော့ဒီနားလေးကရန်လာလေနော်ကြည့်ပါရန်လာတယ်ဒီဘက်ကကြည့်ပြီးဟိုဘက်မှာဆိုလို့ရှိရင်တို့အနောက်ဘက်မှာဆိုလို့ရှိရင်တောင်နေရှိရတောင်နေပေါ်မှာမြူတွေကစိုင်းနေတာပြည့်ပဲရန်လာကဲတော့ကြောက်ဆောင်ဝန်းနေပြန်ဆင်းပြီးတော့နောက်ထပ်တစ်နေရာကိုဆက် go ပါမယ် let's go 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 ခုသွားနေရတော့ကန်ကြီး view point သူကကြာပေါ်တာတိတ်မကြသေးဘူးကွာတောင်ကြီးမှာ view point နေအများကြီးပဲရှိရ10ခုကျော်လောက်ရှိရအဲထဲမှာမှတကယ်နာမည်ကြီးတာ9ခု10ခုပေါ့ဒါပေမဲ့ကိုရွေးချယ်လိုက်တာတော့ကန်ကြီး view point ပေါ့တခြား view point နေကြဟိုလမ်းနေရဲ့ platform ဘေးလေးတွေမှာကွာဒီကောင်ကြတော့မတူတကယ်ဟိုတောင်တက်ပြီးတော့တောင်ပေါ်ကနေ view ကနေပြီးကြည့်ရမှာကွာအရန်လာကဲတောင်တူတက်ကြပါမယ်ကဲတောင်တက်နေစဉ်ကျွန်းမှာဘေးဘက်လေ view ကိုကြည့်ပါဘေးဘက်လေ view ကိုကြည့်ပါရမ်းမိုက်တယ်နော်ရမ်းမိုက်တယ်ကဲ view point ရောက်ပါပြီလို့အိုးတောင်ပေါ်လေးလေးကအေးလိုက်တာဆိုတော့ပြောနေဟိုမောခဲ့သမျှကုန်တယ်မောပြေသွားပြီမ Oh my god မောပြေသွားကဲဒါကတော့တို့ city point view လေးရောက်ပါပြီရမ်းမိုက်နော်ရမ်းမိုက်တယ်တောင်ဆက်တက်ပါမယ်ထိတ်ဆုံး view point ကိုရောက်ပါပြီ။တော်မထနိုင်တော့ဘူးတော်ထိုင်မဲထိုင်နေလေရမ်းမောနေ။မကြည့် see view point ရမ်းလာ။စနေခွဲပါ။တော့တော့စရနေရ plan နေလည်းအများကြီးရှိတယ်။ဆက်လက်ပြီးတော့ပါမယ်အားလုံးပဲ I love you